tega Weche mya te me mya wa mya limbala Me Sebe pwente Pyu sin lunde athali winere Ani thwe la Ani yang na khan le te ko la ba la A pyo Me pyo nya A pya yang san yang le te e lo chan ba la Tu ya pi zong lu ne me ya na ba nya Min twa pya the kin pe de le sound la me a la so le pai sai mo la so pho ma twi ye je Ji twe Mi ye la pa nya ne pi zong ze Ta wa zin Ti shi me A chit to ga no go atwet pa le Tu ya pi zong lu ne Mi ye la pa nya Mi atwet pa ya the kin pi de le Sound la they chille A la song le mo Pai sai mo la so po ma twi ye de
သံဃာတော်ရှင်မြတ်တို့မောင်မြတ်တော်သောဆွမ်းဘောတင်တော်ကြောင့်မင်္ဂလာမှုပြုကြကုန်သောဂဏိမောနနှင့်တကဝနဖတ်သောအမိဘဆွေတော်မျိုးတော်တရားနဲ့သိတတ်သောအိဋ္ဌကောင်းကျိုးတို့နှင့်သာခါခါသိပြည့်စုံကြကုန်ပြီလေဘာမီမျိုးစည်းတဲ့ခန္ဓာဇာတိဒုက္ခရတာပြောမျက်မှောက်ပြုနိုင်တဲ့ဖြစ်ကြနော်တော်ရပြောရပါပြီ ရပါပြီဖေရပါပြီ ကင်းဒီနဖြစ်အောင်ဝင်းမြူတိခန္တီတော်မြတ်ဗုဒ္ဓသည်မြတ်ဗုဒ္ဓအဖြစ်ကိုရောက်ခဲ့တဲ့ဒုလန်ဒုရှိမြတ်ဗုဒ္ဓအဖြစ်ကိုရောက်တယ်။ဘာရပြင်းခဲ့တာတော့ဘောဓမီဆေဝမြတ်တရားဆိုရှိအဲ့တည်းမှာအကျုံးဝင်သွားတာကမေတ္တာလူကောခမန်ဒီလိုနှမျိုးပဲလိုက်နိုင်တော့သူအများကြီးအောင်မြင်တယ်။မြတ်ဗုဒ္ဓတော့ဆင်တို့ကျင့်ကြံကြိုးကိုပေါ်မှာဆက်လို့ရောက်တယ်။အဲ့တို့လူသားတွေကတော့ဘာလို့ဖြစ်စဉ်ကာလဖြစ်နေတဲ့အတွက်ဘာလို့မီဆေဝါရကနှစ်ပါးလောက်ပဲလိုက်နာကျင့်သုံးဖြစ်ဆိုကြည့်ရဲကောတဲ့ကောဒလနဲ့ဒလတလူလူလူမျိုးတနိုင်ငံတနိုင်ငံလူမျိုးတစုနဲ့တစုမင်္ဂလာမှုပြုရာကာနရှင်သာနာတော်ရှင်မြတ်တို့အားမြတ်လာစွာသောဘောဇင်ဝတ္ထုသူတို့ကိုဆက်ကဒီကောင်းမှုကြောင့်ခတ်ခတ်တဲ့ရှင်ရင်းရဖြစ်သောဘဝတို့တော်နဲ့ရောရပါလို့ရရာအရှိတမေကြကုန်သောမိယဘာကဘုရားနမတော်အား၎င်းကြကုန်သောဉာဏ်နဲ့ကောင်းတို့အား၎င်းအိမ်တွင်မိတို့လမ်းတွင်မိတို့ရက်ွက်တွင်မိတို့ကြကုန်သောဉာဏ်နဲ့ကောင်းတို့အား၎င်းအမြတ်ဘာလို့ခေါ်ဆိုခြင်းသည်ဖြစ်ကြပါသည်သောအားလုံးအမြတ်ယောကြဘောမင်္ဂလာဥရွှေပြားမြူစွာမမေ
မင်္ဂ